Hello everyone, welcome to Shudha English. A day without a phone, English reading, focused, realize, pay attention, fresh air, relaxed, nearby. ကျွန်တော်တို့ခုတစ်ခါမှာဆိုရင်ကျွန်တော်တို့နေ့စဉ်ဘဝမှာမရှိမဖြစ်အရေးကြီးဆုံးအရာတစ်ခုကိုဖော်ပြမယ်ဆိုရင်တော့ဒါဖုန်းလို့ပြောလို့ရတယ်။ဒီတစ်ခါမှာတော့ကျွန်တော်တို့ဖုန်းမရှိဘဲနဲ့ဘယ်လိုတွေဒါနေလဲဘယ်လိုຢာတွေကိုခန်းစားမိစေလဲဆိုတော့ကျွန်တော်တို့အတူတူဒါ reading မှာလေ့လာတော့မှာဖြစ်ပါတယ်။လန်နာလေးတို့ရောဖုန်းမရှိဘဲနဲ့နေနိုင်လား။ comment မှာဖြေခဲ့ပေးပါဦးနော်။ဒါဆိုရင်ခုပဲဒီသင်ခန်းစာလေးကိုစကြည့်လိုက်ရအောင်။ A day without a phone ဆိုတော့ဒီမျိုးသမီးအကြောင်းလေးနဲ့ပတ်သက်တဲ့အရာကိုခြေခံပြီးတော့ကျွန်တော်တို့လေ့လာသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ကအခုလောလောဆယ်မှာအရင်ဆုံးဖတ်ပြသွားမှာဖြစ်ပါတယ်။လန်နာလေးတို့ကတော့ရင်လိုက်နားထောင်ကြည့်မယ်။ပြီးလို့ရှိရင်မြန်မာလိုလည်းတစ်ခေါက်တူတူဒါဆွေးနွေးသွားမှာဖြစ်ပါတယ်။ So I will start right now. Last Sunday, Helen forgot her phone at home before going out. At first, she felt worried because she couldn't check her message or use social media. However, she soon realized that she was paying more attention to the people around her. She spent the afternoon talking with her friends, reading a book in the park, and enjoying the fresh air. Without her phone, she noticed beautiful flowers, birds singing, and children playing nearby. By the end of the day, Helen felt relaxed and happy. She decided to spend one day each week without using her phone.ကျွန်တော်ခုလောလောဆယ်မှာ English ကိုတစ်ခေါက်တာဖတ်ပြသွားတာဖြစ်ပါတယ်။မြန်မာလိုလေးတူတူဒါလန်နာလေးတို့စိတ်တဲကလည်းဘာသာပြန်ကြည့်ပါအောင်နော်။ဒါဆိုရင်ကျွန်တော်ကဘာသာပြန်ပြမယ်။ Last Sunday လွန်ခဲ့တဲ့တနင်္ဂနွေက Helen forgot her phone. Forgot ကျွန်တော်တို့အခုလောလောဆယ်မှာအတိတ်ရဲ့အကြောင်းကိုဖော်ပြမယ်ဆိုရင်အဓိကက verb တွေနဲ့ဖော်ပြသွားမှာဖြစ်တယ်။ဟုတ်ပြီနော်။ဆိုတော့ Helen forgot က forgot မိခဲ့တယ် her phone သူမရဲ့ဖုန်းမိခဲ့တယ် at home သူမရဲ့အိမ်မှာဆိုရင်မိခဲ့ပါတယ်။ Before going out သူမပြင်မသွားခင်မှာဆိုရင်သူမကဒီ Helen ကပေါ့နော်ဖုန်းမိခဲ့တယ် At first ပထမဦးဆုံးမှာတော့ she felt worried သူကစိုးရိမ်ခဲ့တယ် because ဘာကြောင့်လဲဆိုတော့ she couldn't check her message သူမကသူ့ရဲ့ဒီ message တွေကိုဆက်လို့မရဘူး or ဒါမှမဟုတ် use social media သူမရဲ့ social media အသုံးပြုလို့မရတာကိုသူမကစိုးရိမ်ခဲ့တယ်သို့တော်ညာလေ however she soon realized it သူမကမကြခင်မှာနားလည်ခဲ့တယ် that အဲ့ဒီယာက she was paying more attention သူမကပို့ပြီးတော့ဒါအာရုံစူးစိုက်နိုင်တယ် to the people around her သူမဘေးနားမှာရှိတဲ့သူတွေကိုပို့ပြီးတော့အာရုံစူးစိုက်နိုင်တယ်ပေါ့နော် she spent the afternoon သူမကအချိန်ကိုနေ့လည်ခင်းအချိန်သုံးချခဲ့တယ် talking with our friend သူမရဲ့တငယ်ချင်းတွေနဲ့စကားပြောပြီးတော့အချိန်သုံးချခဲ့တယ်reading a book in the park မန်ဂျန်နဲ့မစာအုပ်ဖတ်ပြီးတော့လည်းအချိန်သုံးကကြောင်းချခဲ့တယ် and ပြီးတော့ enjoying the fresh air ဒီလေကောင်းလေတန့်ကိုခံစားခဲ့တယ်ပေါ့နော် without her phone သူမရဲ့ဖုန်းမပါဘဲနဲ့ she noticed beautiful flower သူမကလှပတဲ့ပန်းတွေကိုခံစားမိခဲ့တယ် bird singing ငှက်တွေသချင်းဆိုတာကိုလည်းခံစားမိခဲ့တယ် and ပြီးတော့ children playing nearbyနေရာပိုင်ဆိုတာကတော့အနီးနားမှာရှိတာကိုဖော်ပြချင်တာဖြစ်တယ်။သူမအနီးနားမှာရှိတဲ့ကလေးတွေကစားတာတွေငှက်တွေသချင်းဆိုတာတွေလှပတဲ့ပန်းတွေကိုသူမကခံစားမိစေတယ်။ By the end of the day ဒီတနေ့ရဲ့အဆုံးမှာဆိုရင် Helen felt relaxed and happy. Helen ကတော့စိတ်ချမ်းသာစေခဲ့တယ် and ပြီးတော့ happy ပျော်ရွှင်မှုကိုခံစားမိခဲ့တယ်။ She decided to spend သူမကအချိန်သုံးချခဲ့တယ် one day ဒီနေ့မှာတော့ one day each week without using her phone ပြောချင်တဲ့အဓိပ္ပာယ်ကဒီသူမရဲ့ဖုန်းကိုအသုံးမပြုဘဲနဲ့တစ်ပတ်မှာတစ်ခါလောက်တော့ဒီချိန်ပေါ့နော်အသုံးချဖို့အတွက်သူမကဆုံးဖြတ်ချက်ချခဲ့တယ်ပြောမယ်ဆိုရင်တော့တရက်လောက်ဖုန်းလေးမပါသွားတာနဲ့တဘာဝကြီးနဲ့ခံစားမိစေတယ်ဆိုတော့အကြောင်းအရာကိုသူကဖော်ပြသွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့နေ့စဉ်တစ်နေ့တာမှာလေဒါဖုန်းကတော့အများနဲ့သုံးပြနေတာဖြစ်ပါတယ်အဓိကအဖြစ် social media တွေကကျွန်တော်တို့ဒါဆွဲဆောင်စေတဲ့အရာတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့သုံးတာလည်းသုံးပါမသုံးလို့လည်းပြောလို့မရဘူးလေကျွန်တော်တို့ကဒါကိုယ့်အတွက် relax ဖြစ်စေတဲ့အရာလေးသို့ပေမဲ့လည်းကျွန်တော်တို့ဒီအချိန်တိုင်းတာတစ်ခုနဲ့ကန့်သက်ပြီးတော့ကိုယ့်အတွက်တိုးတက်ကြောင်းတွေလုပ်ဖို့လည်းချိန်ရှိသေးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုချိန်လေးလည်းပိုင်းခြားပြီးတော့သုံးပါလို့လည်းကျွန်တော်အကြံဉာဏ်ပေးချင်ပါတယ်ခုလောလောဆယ်မှာကျွန်တော်ကခု English လို့တစ်ခေါက်မြန်မာလို့တစ်ခေါက်လေးလာပြီးသွားရင်တော့မှာဆိုရင်ဒါတခြားဒီကြီးရဲ့သင်ခန်းစာလေးတွေကိုဆက်ပြီးလေ့လာကြည့်ရအောင်
vocabulary ဟုတ်ပြီနော်ကျွန်တော်တို့စာပိုက်ထဲမှာပါတဲ့ vocabulary တချို့ကိုကျွန်တော်လေ့လာကြည့်မယ်ဒီလိုစကားလုံးတွေကရင်းနှီးပြီးသားပါပဲ forgot မိသည် Helen forgot her phone at home ဟုတ်ပြီနော် Helen ကသူမရဲ့ phone မိခဲ့တယ် so forget ကမိတယ် forgot ကမိခဲ့တယ်သူကတိတ်ကိုဖော်ပြခြင်းတဲ့အတွက်ကြောင့် forgot နဲ့သုံးတယ်နားလေသဘောပေါက်တယ်ဆိုရင် realize ဟုတ်ပြီနော် she realized life was better without her phone သူမရဲ့ဖုန်းမပါဘဲနဲ့သူမကပိုပြီးဘဝကပိုပြီးကောင်းမွန်တယ်ဆိုတော့သူမကနားလေပြီးသဘောပေါက်ခဲ့တယ်ပြောမှဆိုတဖြည်းဖြည်းနဲ့နားလေသဘောပေါက်တော့ပြောလို့ရတယ် pay attention အာရုံစိုက်သည် she paid attention to the people around her ပြောမှဆိုရင်သူမရဲ့ပတ်ဝန်းကျင်နီးနားမှာရှိတဲ့သူတွေကိုသူမကပိုပြီးတော့အာရုံစူးစိုက်ခဲ့တယ် fresh air လေကောင်းလေသက် she enjoyed the fresh air in the park ပြောမှဆိုရင်သူမကပန်းချင်နေမှာဆိုရင်လေကောင်းလေသက်တွေကိုဒါခံစားမိခဲ့တယ်ပျော်ရွှင်ခဲ့တယ် relaxed စိတ်ချမ်းသာတယ် Helen felt relaxed at the end of the day Helen ကတော့ဒီသူမရဲ့နေ့တစ်နေ့မှာဆိုရင်စိတ်ချမ်းသာမှုကိုခံစားမိစေတယ် nearby အနီးနားမှာ children were playing nearby ကလေးတွေကတော့သူမရဲ့နီးနားမှာဆိုရင်ကစားနေခဲ့တယ်ဟုတ်နော်စော်နေခဲ့တယ်ကစားနေခဲ့တယ်ကိုပေါ်ပြခြင်းနဲ့ဒီတစ်ခါမှာကျွန်တော်တို့ vocabulary တွေကိုဒါအဓိကထားပြီးလေ့လာတော့တာဖြစ်ပါတယ်ကျွန်တော် vocabulary လေ့လာပြီးတော့နောက်မှာဆိုရင် comprehension question ဟုတ်ပြီနော်မိကုန်းတချို့ကိုဒါလေ့လာကြည့်မယ်ဆိုတော့ကျွန်တော်ကတော့ဒီရင်စုံမိကုန်းလေးတစ်ခေါက်ရေဖတ်ပြသွားမယ်။ရန်နာလေးတို့ကတချို့သင်ခန်းစာတွေမမှတ်မိဆိုရင်ရှေ့ကိုပြန်သွားကြည့်ပါလို့ရှင်ဒီမှာတစ်ခါလေးဖြည့်ကြည့်ပါနော်။ကျွန်တော်ကတော့မိကုန်းတစ်ခေါက်ဒါဖြည့်တစ်ခါလေးသွားလိုက်မယ်။ဒီကျွန်တော်မိကုန်းဖတ်ကြပြီးတော့နောက်မှာဆိုရင်ရန်နာလေးတို့ကခဏရက်ပြီးတော့ဒါဖြည့်ကိုစဉ်းစားကြည့်ပါ။ကျွန်တော်ကတော့ခုစပြီးပြောကြည့်လိုက်မယ်။ Why did Helen feel worry at first? Helen ကဘာကြောင့်ပထမဦးစွာစိုးရိမ်ပူပန်ခဲ့ရတာလဲ။ဖြေရတော့ she felt worried because she couldn't check her message or use social media without her phone သူမရဲ့ဖုန်းမပါဘဲနဲ့ဒီ social media တွေသူမရဲ့ message တွေကိုစစ်လို့မရတဲ့အတွက်ကြောင့်သူမကစိုးရိမ်ခဲ့တယ်ဟုတ်ပြီနော်ဒါဆိုရင်ဆက်ပြီးပြောကြည့်မယ် What did she do in the park သူမကမန်းချန်နယ်မှာဘာလုပ်ခဲ့တာလဲဟုတ်ပြီနော်ဒါလနာလေးတို့ခဏရပ်ပြီးဖြေကြည့်ပါကျွန်တော်ကတော့ဆက်သွားကြည့်မယ် She talked with friends read a book and enjoyed the fresh air in the park ဟုတ်ပြီနော်ဆိုတော့သူမကတငယ်ချင်းတွေနဲ့စကားပြောခဲ့တယ်စာအုပ်တွေဖတ်ခဲ့တယ်ပြီးတော့ပန်းချန်ထဲမှာဆိုရင်လေကောင်းလေသန့်တွေကိုခံစားခဲ့တယ်ပုံမှန်က read လို့ထွက်ကြပေမဲ့ဒီမှာ read လို့အတန်ထွက်ပြရတယ်ပေါ့နော်ဆိုတော့အနီရောင်ထွက်တဲ့ read ပေါ့နော်အဓိပ္ပာယ်ကသူအတိတ်ကာလကိုဖော်ပြခြင်းတဲ့အတွက်ကြောင့် verb 2ကိုသုံးရတယ် read a book Number 3 What did she notice without her phoneသူမရဲ့ဖုန်းမပါဘဲနဲ့ဘယ်အရာတွေကိုခံစားမိခဲ့တယ်လဲဖြေရတော့ She noticed beautiful flower birds singing and children playing nearby then she usually missed it while using her phone ဒီဘက်ကတော့သူမကလာပါတဲ့ပန်းတွေကိုခံစားခဲ့တယ်တချင်းတွေကိုအခဏတည်းတချင်းဆိုတာကိုလည်းခံစားခဲ့တယ်ပြီးတော့ကလေးတွေနီးနားမှာစော်ကစားတာကိုလည်းခံစားမိခဲ့တယ်သူကများသောအားဖြင့်ဖုန်းသုံးတဲ့အချိန်မှာဆိုရင်ဒီအရာတွေကိုအမြဲတမ်းလွတ်သွားတယ်လို့ပြောချင်တာပါနော် Number 4 How did Helen feel at the end of the day Helen ကဒီနေ့တစ်နေ့အဆုံးမှာဆိုရင်ဘယ်လိုခံစားမိခဲ့သလဲ Helen felt relaxed and happy at the end of the day Helen ကတော့ဒီစိတ်ချမ်းသာမှုတွေကိုခံစားခဲ့တယ်ပျော်ရွှင်မှုတွေကိုနေ့တစ်နေ့အဆုံးမှာဆိုရင်ခံစားမိခဲ့ပါတယ် Number 5 What decision did she makeသူမကဘာတွေကိုဆုံးဖြတ်ချက်ချခဲ့တာလဲ She decided to spend one day each week without using her phone so she could enjoy life more. ဒီဘက်ကတော့ဒီသူမကတပတ်တာမှာဆိုရင်တရက်လောက်ကိုဖုန်းမသုံးမနဲ့ဒီနေဖို့အတွက်သူမဆုံးဖြတ်ချက်ချခဲ့တယ်။ကျွန်တော်တို့ခုလိုလိုက်ဆက်မှာဆိုရင်မိကုန်းလေးတွေကိုတချို့လေးလေ့လာခဲ့တာဖြစ်ပါတယ်။ဆိုတော့ lesson learned ဘာလေးလေ့လာခဲ့လဲဆိုရင် putting down our phone help us notice the beautiful world around us connect more deeply with people feel relaxed and happy ဟုတ်ပြီနော်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ဖုန်းနေတဲ့အချိန်ကုန်နေတဲ့သူတွေကအများတော့အဖြစ်ရှိကြတယ်ဆိုတော့ဒီလိုမျိုးဖုန်းနေတဲ့အချိန်ကုန်မဲ့ဆိုကျွန်တော်တို့ဖုန်းလေးကိုကျွန်တော်တို့
ဘေးမှာချလိုက်ချပြီးတော့မှကိုယ့်ရဲ့ချစ်ရတဲ့သူတွေမိသားစုတွေကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေချစ်သူအစရှိတဲ့သူတွေနဲ့ကျွန်တော်ချင်းသုံးချပါကျွန်တော်ပုံမှန်အဖြစ်တနည်းအားသွားကြမယ်ဆိုရင်တော့မှပဲစားတော့ဆိုင်ရောက်ပြီဆိုရင်တငယ်ချင်းတွေစုံချင်းလို့စားတော့ဆိုင်သွားကြတယ်ထို့ပြင်မဲ့စားတော့ဆိုင်ရောက်မှပဲဒီဖုန်းတွေတုံးပြီးတော့ကိုယ်ကနေကိုယ်နေကြတဲ့ဒါလူတွေတချို့ရှိရယ်နော်ဆိုတော့ဒီလိုမျိုးချိန်ကြရင်ကျွန်တော်တို့ကဘာလို့ဖို့တွေးကြတော့မှာလဲဟုတ်တယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလူတွေနဲ့တွေ့ကျင်တဲ့အချိန်ပြောကျင်တဲ့ဒီလိုမျိုးပေါ့စာရနောက်ရဲ့စကားမျိုးတွေဒီလိုမျိုးပြောပေါ်ကနေကျင်လို့လေဆိုတော့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီဖုန်းကိုပဲအများနဲ့အာရုံစိုက်နေမှာစားကျွန်တော်လှပတဲ့ကဘာယူခံစားမယ်လူတွေနဲ့အများကြီးပို့ပြီးတော့ဆက်ဆံမှုတွေရှိမယ်ဒီလိုရှင်ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေကိုကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့မိသားစုကိုယ်ချစ်ရတဲ့တငယ်ချင်းတွေနဲ့အများကြီးချိန်သုံးချပါတယ်ကျွန်တော်ကတော့ဒါကြံ့ကြံ့ပေးချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီသင်ခန်းစာမှာဆိုရင်အဓိကက reading နဲ့လေ့လာသွားတယ် vocabulary နဲ့လေ့လာသွားတယ်မေးခွန်းလေးတချို့လည်းလေ့လာသွားပါတယ်ဆိုတော့ဒီကိုယ့်အတွက်လေ့လာလို့ကောင်းမဲ့သင်ခန်းစာလေးတချို့လည်းကျွန်တော်တို့ဒါလေ့လာခဲ့ရတယ်လို့လည်းထင်မြင်မိပါတယ်ဒီသင်ခန်းစာလေးကလည်းနော်လေးတို့အတွက်ဒါအများကြီးကျုံးဝင်မယ်လို့မိမယ်လို့လည်းယုံကြည်မိပါတယ်ကိုလေ့လာလို့တဲ့သင်ခန်းစာတွေသိချင်တဲ့သင်ခန်းစာရှိရင်လည်းကိုမမျှဝေခဲ့လို့ရပါတယ်Thank you for your attention. See you in the next lesson.